5 okay လက်လေးနည်းနည်းလေးခုံထားမယ်ဘောလုံးလေးကင်သလိုမျိုးလေးဒီမှာတစ်ချက်လက်လေးကြည့်အေးဒီလိုလေးခုံလိုက်ဟုတ်ပြီဒါဆိုရင်တစ်ချက်နဲ့တူတီးကြည့်အောင်1 3 finger number 1လေး3ချက်တီးမယ်1 okay 2 okay ဟုတ်ပြီ3ရေးနေသမီးပါဖြစ်3ဟုတ်ပြီ4 okay finger number 5 1လေးတစ်ချက်နှိပ်လိုက်မယ်1ဟုတ်ပြီ5 3ချက်ပြန်နှိပ်မယ်5 1ဟဲ့တော့လိုက်တာကလေးကတော့တခါလေးတင်နေတာစပါစားရဲတော်ရဆိုလို့ရှက်တော်ရဆိုလို့ရှက်မှာလေ၄ချက်တီးမယ် okay ဒီနားလေးမှာစီထားမယ်ဟုတ်ပြီဒါလေးက E okay E နားလေးတင်တာဒါလေးတင်တာ E okay E ၃ချက်တီးမယ် A သူ့လက်ကနည်းနည်းပြော့သေးတယ်လေအတန်တိတ်မထွက်သေးပြန်အားမရှိဘူးပြန်နောက်တစ်ခေါက်ပြန်တီးကြည့်အောင် E ဟုတ်တယ်မှန်လိုက်တာတော်လိုက်တာဒီမှာကြည့်ဦး9ခေါက်လောက်မှတီးပြီးပြီတော်နေရောပဲခလေးကတော်နေရောပဲကြည့်ဒီလိုက်ကြမယ်နော်အေးဘာတိုင်းဖြုတ်သွားတယ်ဒီလိုလေ okay ဒါဆိုရင် A B C D E F G finger number နဲ့ဆိုရင်1ပြီးတော့2 3 4 5အေးဟုတ်တယ်တော်လိုက်တာဟုတ်ကြပဲဆိုရင်တချင်တဲ့လူဒီမှာကြည့်ရအောင် okay second order ဒီချေတို့တွေဒီမှာဘာလုပ်ရမလဲဆိုတော့2 black key လေးရဲ့အရှိက C ဒါဆိုရင်ဒီထဲမှာ2 black key လေးရှိုင်းမှာ second လုပ်ပေးရမယ်ဒါဆို2 black key ကဘာဖြစ်မလဲဒီမှာက3 black key ဒါလေးက2 black key ဒါဆိုဒါလေးကိုဘာလုပ်မှာလဲsecond လုပ်မယ်ဒါဆိုတချင်ဝိုင်းလိုက်မယ်နော် second လုပ်လိုက်ပါပြီရှင်ဒါဆိုနောက်တစ်ခုက3 black key တဲ့ဒါဆိုတချင်တို့က2 black key ပြီးတော့3 black key ဆိုတော့ဒါလေးကိုဘာလုပ်မှာလဲဝိုင်းရမှာတော်လိုက်တာဒါဆိုနောက်တစ်ခုရှိသေးတယ်ဒါလေးဖြစ်မလား3 black key อ่ะဒါလေးက2 black key ဒါလေးက3 black key ဒါလေးကိုဘာလုပ်ရမှာလဲဝိုင်းရမှာတော်လိုက်တာမင်းတို့ကဒီချက်မသိသေးဘူးဒီချက်ပြော What is your name ပြောဒီချက်မသိသေးဘူးနမလေးမမနာမည်မသိဟမ် Estella လာလိုက်တာမြန်မာနာမည်ရောလား မြန်မာနာမည်ရောမျိုးရှိ သိနေတယ်ဟမ်လေးတော့မျိုးရှိမေမြန်နိုး